ဓမ္မရာဇဝင်ဒုတိယဆောင်အခန်းကြီး9အငယ်1မှ25ထိုအခါဣသရေလအမျိုးအနွယ်အပေါင်းတို့သည်ဒါဝိဒ်ရှိရာဟေဗြုန်မြို့သို့လာ၍ကျွန်တော်တို့သည်ကိုရောအယိုးကိုရောအသားဖြစ်ကြပါ၏အထက်ကရှောလူသည်ကျွန်တော်တို့၌ရှင်ဘုရင်ဖြစ်သောအခါကိုရောသည်ဣသရေလအမျိုးကိုဆောင်သွားလျက်တွင်ပြန်လျက်နေတော်မူပြီးထာဝရဘုရားကလည်းသင်သည်ငါ၏လူဣသရေလအမျိုးကိုလှုပ်ကြွေးအုပ်ဆိုးရမည်ဟုကိုရောအားမိန့်တော်မူပြီးဟုရှောက်ဆိုကြ၏ထို့သောဣသရေလအမျိုးအသက်ကြီးသူအပေါင်းတို့သည်ရှင်ဘုရင်ရှိရာဟေဗြုန်မြို့သို့ရောက်လာလျှင်ဒါဝိဒ်မင်းကြီးသည်ဟေဗြုန်မြို့၌ထာဝရဘုရားရှိတော်မှာသူတို့နှင့်မိဿဟာယဖွဲ့သဖြင့်သူတို့သည်ဒါဝိဒ်ကိုဘိသိက်ပေး၍ဣသရေလရှင်ဘုရင်အရာ၌ချီးမြှောက်ကြ၏ဒါဝိဒ်သည်နန်းထိုင်သောအခါအသက်30ရှိ၏အနှစ်40စိုးစံလေ၏ဟေဗြုန်မြို့၌နေ၍ယုဒပြည်ကို9နှစ်နှင့်6လမင်းပြု၏ယေရုရှလင်မြို့၌နေ၍ယုဒပြည်နှင့်ဣသရေလပြည်တလျှောက်လုံးကိုအနှစ်33နှစ်မင်းပြု၏တဖန်ရှင်ဘုရင်သည်မိမိလူတို့ကိုခေါ်၍ပြည်သားရင်းယေဗုသိလူတို့ရှိရာယေရုရှလင်မြို့သို့ချီသွားလျင်သူတို့ကသင်သည်ဤမြို့ထဲသို့မဝင်ရမျက်စိကန်းသောသူနှင့်ခြေဆွံ့သောသူတို့ကလည်းဒါဝိဒ်သည်ဤမြို့ထဲသို့မဝင်ရဟုဆိုကာမျှနှင့်သင်ကိုစီးတားလိမ့်မည်ဟုဆိုကြ၏တို့ရာတွင်ဒါဝိဒ်သည်ဒါဝိဒ်မြို့ဒီဟုသောဇိအုန်ရဲတိုက်ကိုတိုက်ယူလေ၏ထိုနေ့၌ဒါဝိဒ်ကအကြံသူသည်ယေဗုသိလူတို့ကိုတိုက်ဖြတ်ပြီးမှကျုံးကိုလွန်၍ဒါဝိဒ်သည်ဤနေရာသို့မဝင်ရဟုဒါဝိဒ်အသက်ကိုမုန်းလျက်ပြောဆိုသောမျက်စိကန်းနှင့်ခြေဆွံ့သောသူတို့ကိုလှုပ်ကြံ၏ထိုသူသည်ဗိုလ်ချုပ်ဖြစ်စေဟုအမိန့်တော်ရှိသည့်အတိုင်းဇေရုယာသားယွာဘသည်အဦးတက်၍ဗိုလ်ချုပ်အရာကိုခံရ၏ထိုနောက်ဒါဝိဒ်သည်ရဲတိုက်၌နေ၍ဒါဝိဒ်မြို့ဟုသောအမည်ဖြင့်သမုတ်လေ၏မိန်လောအရက်ပတ်လည်၌၎င်းအတွင်းဘက်၌၎င်းတိဆောက်လေ၏ဒါဝိဒ်သည်တိုးပွား၍အားကြီးသဖြင့်ကောင်းကင်ဘုရားအရှင်ဘုရားသခင်ထာဝရဘုရားသည်သူနှင့်အတူရှိတော်မူ၏ဒုရုမင်းကြီးဟိရန်သည်တန်တမန်နှင့်တကွအာရစ်တစ်သားလက်သမားပယံသမားတို့ကိုဒါဝိဒ်ထံသို့ဆေလွှတ်၍သူတို့သည်နန်းတော်ကိုတိဆောက်ကြ၏ထာဝရဘုရားသည်ဒါဝိဒ်ကိုဣသရေလရှင်ဘုရင်အရာ၌ခန့်ထားတော်မူကြောင်းနှင့်မိမိလူဣသရေလအမျိုးအဖို့အလိုငါနိုင်ငံကိုချီးမြှောက်တော်မူကြောင်းကိုဒါဝိဒ်သိမြင်၏ဒါဝိဒ်သည်ဟေဗြုန်မြို့မှပြောင်းသောနောက်ယေရုရှလင်မြို့သူမယားကြီးမယားငယ်တို့ကိုထက်၍သိမ်းယူသဖြင့်သားသမီးများတို့ကိုမြင်လေ၏ယေရုရှလင်မြို့၌ဒါဝိဒ်မြင်သောသားတို့အမည်ကားရှမွာရှောဘတ်နာသန်ရှောလမုန်ဣဗဟာအေလိရွှနေဖတ်ယာဖျာအေလိရှာမာအေလျာဒအေလိဖလက်ဒီဒါဝိဒ်ကိုဘိသိက်ပေး၍ဣသရေလရှင်ဘုရင်အရာ၌ခန့်ထားကြောင်းကိုဖိလိတ္တိလူတို့သည်ကြားလျင်ထိုလူအပေါင်းတို့သည်ဒါဝိဒ်ကိုရှာ၍လာကြ၏ထိုသတင်းကိုဒါဝိဒ်သည်ကြားသောအခါရဲတိုက်သို့သွား၏ဖိလိတ္တိလူတို့သည်လာ၍ရေဖိန်ချိုင့်၌အနှံ့အပြားနေကြ၏ဒါဝိဒ်ကလည်းအကျွန်ုပ်သည်ဖိလိတ္တိလူတို့ရှိရာသို့သွားရပါမည်လောအကျွန်ုပ်လက်၌အပ်တော်မူမည်လောဟုထာဝရဘုရားကိုမေးလျှောက်လျင်ထာဝရဘုရားကသွားလော့ငါသည်ဖိလိတ္တိလူတို့ကိုတင့်လက်သို့ဆက်ဆက်အပ်မည်ဟုမိန့်တော်မူသည့်အတိုင်းဒါဝိဒ်သည်ဘာလပေရဇိမ်မြို့သို့သွား၍သူတို့ကိုလှုပ်ကြံပြီးမှထာဝရဘုရားသည်ရေထ၍ဖြိုဖျက်တကဲ့သို့ငါရန်သူတို့ကိုငါရှေ့မှဖြိုဖျက်တော်မူပြီးဟုဆိုလျက်ထိုအရက်ကိုဘာလပေရဇိမ်အမည်ဖြင့်တွင်စေတည်းထိုအရက်၌ဖိလိတ္တိလူများပစ်ထားသောရုပ်တုများကိုဒါဝိဒ်နှင့်သူ၏လူတို့သည်ရှင်းရှင်းဖျက်ဆီးကြ၏တဖန်ဖိလိတ္တိလူတို့သည်လာ၍ရေဖိန်ချိုင့်၌အနှံ့အပြားနေကြ၏ဒါဝိဒ်သည်လည်းမေးလျှောက်သောထာဝရဘုရားက
တက်မတက်ရသူတို့နောက်သို့ဝိုင်း၍ပိုးစာတော်တစ်ဖက်၌ချီရမည်ပိုးစာပင်ဖျား၌စစ်ချီတံကိုကြားသောအခါကြိုးစားလော့ထိုအခါထာဝရဘုရားသည်ဖိလိတိတပ်ကိုလှုပ်ကြံခြင်းငှာတင့်ရှိမှကြွသွားလိမ့်မည်ဟုမိန့်တော်မူသည့်အတိုင်းဒါဝိဒ်သည်ပြု၍ဖိလိတိလူတို့ကိုဂေဘမြို့မှသည်ဂေါဇေရမြို့တိုင်အောင်လှုပ်ကြံလေ၏အာမင် God bless you